Light Fury က Hiccup ကိုဘယ်နှစ်ကြိမ်လိုက်သွားလဲဆိုတာသတိထားမိလားတကယ်တော့အကြောင်းပြချက်တစ်ခုရှိပြီးလူတွေထင်ထားတာထက်သူမအကြောင်းအများကြီးပိုပြောပြပါတယ် Toothless နဲ့ Light Fury တို့ပထမဆုံးတွေ့တုန်းကထူးခြားတဲ့အရာတစ်ခုပါပဲသူတို့ကဆက်စုတက်ကြတယ်ကစားတက်ကြတယ်တယောက်နဲ့တယောက်ချက်ချင်းဆွဲဆောင်ကြတယ်ဒါပေမဲ့လူသားတယောက်အနီးနားမှာရှိနေတာကိုသူမခံစားမိတာနဲ့တိုးဆုပ်ခြင်းမရှိဘဲတိုက်ခိုက်ပြီးပျောက်ကွယ်သွားခဲ့တယ်နောက်ပိုင်းမှာသူမက Hiccup နဲ့ Toothless ကိုသူမစီဆွဲဆောင်ပြီးသူတို့အနားကိုကတ်သွားအောင်လုပ်တယ်ပြီးတော့ရုတ်တရက် Hiccup ကိုလေထဲမှာဆွဲကင်ပြီးပစ်ချလိုက်တယ်သူ့ကိုပစ်ချလိုက်တယ် Toothless ကသူ့အသက်ကိုကယ်တင်ဖို့သူ့နောက်ကိုခုန်ဆင်းခဲ့ရတယ်အဲ့ဒါကကြာပန်းရံလိုတဲ့ရန်လိုမှုမဟုတ်ပါဘူးအဲ့ဒါကကိုရေးကိုတာကိစ္စပါရုပ်ရှင်ရဲ့နောက်ခံမှာတိတ်တဆိတ်ပုံဖော်ထားတာကဒီလိုပါအစောပိုင်းမှာအချင်းချခံထားရတဲ့တော်ရိုင်းနဂါးတွေကိုကယ်တင်နေတော့က Light Fury ဟာသူမရဲ့မမြင်ရတဲ့ပုံစံနဲ့ပုံအောင်နေပြီးသားပါဘယ်သူမှသူမကိုမမြင်နိုင်လို့သူမကိုဘယ်တော့မှကယ်တင်ခဲ့တာမဟုတ်ဘူးသူမကိုဖမ်းဆီးပြီး Grandma စီလွှဲပြောင်းပေးခဲ့ပါတယ် Grandma ဟာသူ့ရဲ့ဝိသေသလက္ခဏာတစ်ခုလုံးကိုမျိုးသုံးတဲ့အထိညဘက်ဒေါသတွေကိုအမဲလိုက်ရင်တိဆောက်ထားတဲ့လူတစ်ယောက်ပါသူမကိုဘလို့ပဲဒုက္ခပေးပေးသူမအသက်ရှင်ခဲ့ပြီးလွတ်မြောက်ခဲ့ပါတယ်ဒါကြောင့် Toothless ဟာနောက်ဆုံးသိရှိထားတဲ့ Night Fury ကိုလူသားတစ်ယောက်နဲ့အတူကြောပေါ်မှာပြန်တန်းနေတာကိုမြင်တဲ့အခါသူမဘလို့ထင်ရမှာလဲသူမအတွက်ကတော့ဒါဟာမိတ်ဖက်မဟုတ်ပါဘူးလူသားတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ Night Fury ပါ Grandma နဲ့သူမကြုံတွေ့ခဲ့ရတာတွေကိုထည့်သွင်းစဉ်းစားရင်ဒီယူဆချက်ကလုံးဝကျိုးကြောင်းစီရောပါတယ် Hiccup ပေါ်သူမရဲ့ရန်လိုမှုကကြာပန်းမဟုတ်ပါဘူးကာကွယ်မှုပါပဲတိုက်ခိုက်မှုတိုင်းစမ်းသပ်မှုတိုင်းသူတို့နှစ်ယောက်ကြားကထိတွေ့မှုတိုင်းဟာသူမအတွက်တကယ်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးတဲ့နည်းလမ်းပါပဲဒီလူသားဟာ Toothless အတွက်ဘေးကင်းရဲ့လားမဟုတ်ဘူးလားဒါဆိုသူမက Toothless ကိုကာကွယ်ပေးနေတာလား Hiccup ကိုစမ်းသပ်နေတာလားအမှန်တိုင်းပြောရရင်နှစ်ခုစလုံးဖြစ်နိုင်ပါတယ်